Hello မင်္ဂလာပါကျွန်တော် Cook Cloud က 100 Days of Cloud AWS Practice Challenge လေးကိုလုပ်လာခဲ့တာဒီနေ့နဲ့ဆို48ရက်ရှိပါတော့ Day 48ကလက်ကလေးကိုကြည့်ကြည့်အောင် Day 48မှာတော့ကျွန်တော်တို့ AWS ပေါ်မှာ Cloud Formation ကိုသုံးပြီးတော့ infrastructure တစ်ခုကို automatic deployment လေးလုပ်ပေးရမယ်လို့ပြောတယ်ကျွန်တော်လက်ကလေးကို step လုပ်လိုက်မယ် Okay လက်ကလေး ready ဖြစ်ပြီဆိုတော့ကျွန်တော်ကြည့်လိုက်မယ်ဒီနေ့မှာကျွန်တော်တို့ cloud formation template ကလေးတစ်ခု create လုပ်ခိုင်းနေပေါ့နော် efficient.lambda.yaml ဆိုတဲ့ file လေးပေါ့ဒီ file လေးကျွန်တော် create လုပ်လိုက်မယ် okay ဒီ file လေးကိုကျွန်တော်တို့သုံးပြီးတော့ deploy လုပ်တဲ့ချိန်ကြလို့ရှိရင် efficient lambda app ဆိုတဲ့ name လေးနဲ့ကျွန်တော် cloud formation step name လေးပေးရမယ်ပေါ့ okay ဒီ template ထဲမှာဘာတွေပါရမလဲဆိုတော့ကျွန်တော်အရင်ဆုံး lambda function တစ်ခု create လုပ်ရမယ် lambda function name က efficient lambdaပြီးတော့သူ့မှာသုံးရမယ့် runtime က Python သုံးရမယ်ဒီ function လေးကဘာလုပ်ရမှာလဲဆိုတော့ welcome to KKE AWS Lab ဆိုတဲ့ message ကလေးကို body မှာ print လုပ်ပေးရမှာပြီးတော့သူ့ရဲ့ status code က200ဖြစ်ကြမယ်လို့ပြောတယ်ပြီးတော့ဒီ lambda function မှာသုံးရမယ့် IAM rule ကကြတော့ lambda execution rule ဆိုတဲ့နာမည်လေးနဲ့ကျွန်တော် create လုပ်ပေးရမယ်လို့ပြောတယ်ဒါဆိုဒီနေ့လက်ကလေးကတော့ကျွန်တော်တို့တော်တော်လွယ်လိမ့်မယ် lambda function လေးတစ်ခုရေးပေးအောင်မယ်သူ့မှာ attachment role လေးတစ်ခုတော့ကျွန်တော်တို့ create လုပ်ပေးဖို့လိုတာပေါ့ okay ကျွန်တော် template ကလေးကိုဒီထဲမှာမရေးတော့ဘူးเนาะကျွန်တော်ပထမရက်တုန်းကရေးလက်စရှိတဲ့ template လေးတစ်ခုကိုပဲကျွန်တော် VS Code မှာဆက်ပြီးတော့သုံးလိုက်မယ်အဲ့တော့ဒီကောင်လေးမှာကျွန်တော်အရင်ဆုံး description လေးပြောင်းလိုက်မယ်Okay welcome message လေးထုတ်ဖို့ lambda function လေးလို့ပဲကျွန်တော်နာမည်ပေးလိုက်မယ်ဒီထဲမှာကျွန်တော်တခြားဟာတွေဘာမှမသုံးဘူးเนาะဒီမှာ lambda execution rule လို့လိမ့်မယ်ကျွန်တော်တို့ create လုပ်ရမှာကနောက်တစ်ခုကကြတော့ lambda function လေးလို့လိမ့်မယ်ပေါ့เนาะဒီနှစ်ခုပဲကျွန်တော်တို့လို့လိမ့်မယ်အဲ့တော့ lambda execution rule ဆိုလို့ရှိရင်ကျန်တဲ့ကောင်တွေအကုန်လုံးကအတူတူပဲထားလို့ရတယ်ကျွန်တော် role name လေးကိုအတူတူပဲ role name လေးပေါ့เนาะအဲ့တော့ကျွန်တော်တို့ permission ပေါ့နော် permission မှာတော့ကျွန်တော်တို့ SUSD SNSD မလိုတော့ဘူး lambda basic execution rule အတွက်လိုအပ်တဲ့ policy လေးကိုပဲကျွန်တော်တို့ attach တွဲပေးလိုက်မယ် okay lambda function ပေါ့နော် function name ကကြတော့ efficient lambda လို့ပေးရမယ် okay ပြီးတော့ Python သုံးရမယ်ဆိုတော့ Python 3.9 ကိုသုံးမယ် okay handler က integer က lambda handler okay ဒီတိုင်းသုံးလို့ရတယ်ပြီးတော့သုံးမဲ့ rule ကကြတော့ဒီမှာ lambda execution rule ကိုကျွန်တော် reference ပြန်ယူမယ် time out 5 second ဒီတိုင်းပဲထားခဲ့လိုက်မယ် environment ကမလိုဖြုတ်လိုက်မယ် okay ကုတ်ခါကြတော့ကျွန်တော် S3 မှာမတင်တော့ဘူးကျွန်တော်တို့ direct ပဲတန်းရေးလိုက်မယ် zip file ကိုသုံးပြီးတော့ဗောနော် zip file ကိုသုံးပြီးတန်းရေးမယ်ဆိုတော့ကျွန်တော်တို့ဒီမှာ definition လေးက lambda handler ဆိုတော့ name ကမှန်တယ်အဲဒီမှာသူ suggest လုပ်တဲ့ပုံစံကျွန်တော်မသုံးဘူးmessage equal to ဆိုပြီးတော့ကျွန်တော် message ကလေးကိုအရင်ဆုံး define လုပ်လိုက်မယ် okay message အတွက်စာသားလေး copy ကူးမယ်ပြီးတော့ return ကိုတော့ကျွန်တော်တို့ object အနေနဲ့ပဲပြင်လိုက်မယ်ပေါ့နော်ဒီမှာ static code ရဲ့ body ထဲမှာ message လေးထည့်ပြီးတော့ okay ဒီလောက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ lambda function လေးလည်းရပြီသူ့မှာသုံးမဲ့ role လေးလည်းရပြီဒီ function ထဲမှာကျွန်တော်တို့ welcome to KKE AWS Lab ဆိုတဲ့စာသားလေးလည်းထည့်ပေးပြီးသွားပြီဒီ lambda function သုံးထားတဲ့ runtime ကလည်း Python ဖြစ်တယ်ပေါ့နော်ဒါဆိုရင်သူ့ရဲ့ requirement အကုန်လုံးနဲ့တော့အဆင်ပြေပြီအဲ့တော့ကျွန်တော်ဒီ template လေးကို run ကြည့်လိုက်မယ်okay ကျွန်တော်ဒီ template ကိုသုံးပြီးတော့ cloud formation stack လေး create လုပ်မယ်ဆိုတော့ AWS okay AWS cloud formation ကျွန်တော်တို့ create step ပေါ့နော် okay ကျွန်တော် step name ပေးမယ် step name က efficient lambda app ပြီးတော့လို့ရှင် template body ပေါ့ template body ကကြတော့ဒီမှာကျွန်တော်ဒီ file လေးကိုပဲပြန်သုံးပါ okay ကျွန်တော် enter ခေါက်ကြည့်လိုက်မယ် oh sorry ကျွန်တော်ဒီမှာ template body ကိုတန်းပြီးတော့ထည့်လိုက်ပြီအောင်ကျွန်တော် file file colon / ဆိုပြီးတော့ထည့်ပြအောင် okay ပြီးတော့ capability ထည့်ဖို့ကြံခဲ့တယ် okay ဒါဆိုတော့ကျွန်တော် stack လေး create လုပ်သွားပြီ
အဲ့တော့နောက်တစ်ဆင့်ကကြတော့ကျွန်တော်ဒီ stack လေးရဲ့အခြေအနေကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော် describe ကိုသုံးပြီးတော့ကြည့်လို့ရတယ်ကျွန်တော် S ကျန်ခဲ့နော် Okay create in progress ပဲရှိသေးတယ်ဆိုတော့ကျွန်တော်ခဏစောင့်ဖို့လိုသေးမယ် Okay create complete လို့ပြောတယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ cloud formation stack လေး create လို့ပြီးသွားပြီဆိုတော့ကျွန်တော်တို့ message ကသူခိုင်းထားတဲ့အတိုင်းပေါ့နော်ကျွန်တော်တို့ static code က200နဲ့ body ထဲမှာ welcome to KKE AWS Lab ဆိုတဲ့ message လေးပြန်အောင်ကျွန်တော်တို့ကြည့်ဖို့လိုတယ်ပေါ့နော်အဲ့တော့ကျွန်တော် AWS Lambda ကိုသုံးပြီးတော့ invoke လုပ်ခိုင်းလိုက်မယ်ဘယ်ကောင်ကို invoke လုပ်မှာလဲဆိုတော့ function name equal to execution lambda output ကိုကျွန်တော်တို့ JSON file လေးတွေရေးခိုင်းလိုက်မယ် Okay static code 200နဲ့ပြန်တယ်ပေါ့နော်ကျွန်တော် JSON file လေးကိုဖတ်ကြည့်အောင် Okay static code က200 body မှာကကြတော့ welcome to KKE AWS Lab ဆိုတဲ့ message လေးပြန်တယ်ဒါဆိုတော့သူခိုင်းထားတဲ့လက်ထဲမှာပါတဲ့အတိုင်းတော့ကျွန်တော်တို့ပြီးသွားပြီသိကြအောင်လို့ချက်နှိပ်ကြည့်လိုက် Okay chest လဲ pass သွားပြီဆိုတော့ကျွန်တော်တို့ဒီနေ့လက်ကလေးလဲ start လုပ်လိုက်တော့မယ်ဟုတ်ကဲ့အခုလိုအချိန်ပေးပြီးကြည့်ပေးကြတာကျေးဇူးတင်ပါတယ်ကျွန်တော်တို့ day 49မှာပြန်ဆောင်ကြမယ်